ချေရွေလေယူမချေအားလေးညူနေရပါတယ်ဖြေလေအောင်ဖြေရှင်းပါမယ်လေ You can this girlပြောပြတော့မယ်အကျဉ်းနာဆုံးကိုရဲ့ချစ်ဆုံးရဲ့နေမအိုးမုန်းလိုက်တော့မလားလေကွယ်ကျဉ်းနာတဲ့သူလေးရှောင်ပြေးလေတော့ကိုရီယောက်ခဲခုတော့ချေကွယ်ပြီရှင်သူရဲ့ကိုရီယောက်ထဲဆွဲပြီအချစ်တီချစ်ခံပြီလို့မုန်းဒီလားကျူတာမဲဆုံးခတ်တော့မလားမေရဲ့ကျိုးကြောင့်လေးတော့ပြောပြမယ်ဒီအောင်တော့မချစ်လိုက်နဲ့ကွယ်ချာမေးချနိုင်သူရဲ့တရားဤဟောင်းလေးလွန်နေပြီပဲကွယ်နိုင်ယူပါကွယ်တောင်းပန်ပါတယ်မေရဲ့ကိုရှုံးလေးပေးလိုက်မယ်ရှမ်းဘေကစင်ကမလာလို့အချင်နာလေးများလေးပေးသနာပါအိုးကွယ်ပြေပါတော့ချစ်အိုးရဲ့ညိုတွေရဲ့ You can be လေးနဲ့ကိုချောမယ်ချင်သူရဲ့ကိုရီယောက်ခဲဆွေးပြီးအချစ်ချစ်ခဲမီလို့မုန်းမီလားကျူတမဲဆိုဖက်တော့မလားမေကြောကြောင့်လေးမောင်ပြောပြမယ်ချင်သူရဲ့ခေါ်တဲ့လေးကြရဲ့အချစ်ဟောင်းလေးကိုခဏလောက်လေးလို့ကြည့်ပါအိုးပင်လေလို့ချစ်ခွင့်ပေးပါအိုးလားနောက်တစ်ယောက်တော့ချစ်လိုက်နေကွယ်ကြောင့်လေးတော့ပြောပြမယ်ချင်သူရဲ့ခေါ်လေးကြရဲ့အချစ်ဟောင်းလေးကိုခဏလောက်လဲလို့ကြည့်ပါအိုးပြန်လဲလို့ချစ်ခွင့်ပေးပါအိုးလားနောက်တစ်ယောက်တော့မချင်နိုင်နဲ့ခွဲချင်သူရဲ့ကိုရောက်တဲ့ဆွေးလေးချစ်ခံပြီးလို့မမီလားကျူတာပဲဆိုခဲ့တော့လားအချိုးကြောင့်လေးမောင်ပြောပြမယ်